Ta-da! Hello, Minglawa. Today, we have my studio. We have a tele. We will whip your place from the video. Santi Vivao. My studio အမြဲရွေးချယ်ထားတဲ့ short dress လေးကအရန်လှပြီးအရန်ချစ်ဖို့ကောင်းတယ်ပွဲလဲတိုးတယ် color လေးက rose gold color လေးပေါ့နော်ဘာလို့မြက်က my studio မှာပဲအများအားရွေးပြီးဝယ်လဲဆိုတော့သူ့ရဲ့အထည်တိုင်းက in stock ရှိရပေါ့နော်ဥပမာအခုဆိုလို့ရှိရင်အချို့ပွဲလေးဆိုနီးမှအနာဂတ်မှာဖိတ်တဲ့ပွဲလေးရှိရဆိုလို့ရှိရင်အဲ့ my studio ကပစ္စည်းရကြတော့မြက်တော်ကြိုက်တာသူက Taiwan brand နေရှိရ Taiwan brand ဆိုတော့cutting ချုပ်တာ fabric ကလုံးဝအရန်ကောင်းတယ် small size medium size ကိုရဲ့ light family size လေးရွေးချယ်လို့ရတော့မြက်ကလည်းဒီ short dress လေးကိုမြက် body သွားစရာပွဲသွားစရာတခုရှိရောမြက်အဲ့ဟာလေးကိုလှမ်းပြီးမာလိုက်တယ်ပေါ့နော်ပြီးတော့ဒီ dress လေးကိုသတိထားမိလားတယောက်ဝတ်ထားနေတူလို့ပဲအဲ့ဒါတော့ rose ပေါ့နော် blackpink ထဲက rose ဝတ်ထားတဲ့ dress လေးနဲ့တော်တော်လေးကိုမှဆင်တယ်သူကကျတော့ဒီရင်ပြတ်ပေါ့နော်ဒါလေးကကျတော့ရင်ပြတ်မဟုတ်ဘူးဒါပေမဲ့ color လေးရောသူရဲ့ဒီရဲ့button ပေါ့နော်ဒီပုံစံလေးလဲတော်တော်လေးကိုမှဆင်တယ်ဆိုတော့မြတ်တို့ပွဲတွေဘာတွေတက်မလားအဲ့လိုတော်တော်လေးကိုမှချစ်ဖို့လဲကောင်းတယ်အသားလဲစောင်းတယ်ပေါ့နော်အဲ့တော့မြတ်ပွဲသွားလိုက်အောင်မယ်ဒီနေ့အပြင်သွားမယ့်ဝတ်ဆောင်လေးကိုလည်း My Studio ကပဲရွေးပြီးတော့ဝယ်ထားတာဒီဝတ်ဆောင်ပုံစံလေးဆိုလို့ရှိရင်K-pop girl group တော်တော်များများဒီလိုမျိုးပုံစံမျိုးဝတ်တယ်ပေါ့နော်သူ့ရဲ့ပုံစံတော်တော်များများအဲ့တရုတ်မှာအရန်နာမည်ကြီးရဲ့ brand တစ်ခုရှိတယ်အဲ့ဟာကို inspire ထွက်လာတဲ့ design တွေပေါ့နော်ဒီမျိုး design ကိုအခြားသော brand တွေတော်တော်များများလည်း like ထုတ်တယ်ဒီဟာလေးဆိုလို့ရှိရင်ဒီ WGWE brand တွေကထုတ်ထားတဲ့ဒီ dress လေးဆိုလို့ရှိရင်အရန်အဆင်ပြေပြီးအရန်ဝတ်လို့ကောင်းတယ်အဲ့ဒါကို My Studio မှာ in stock အကုန်လုံးထားပြီးရအခုလိုပွဲတက်ဒီလို mini dress လေးတွေမှာမဟုတ်ဘူးမြတ်တို့daily wear လေးတွေရောမြတ်တကယ်အရန်ကြိုက်ပြီးတော့ဝတ်ဖြစ်နေတဲ့အဲ့လိုလေ bell pant ပွားကြီးလေ baggy pants တွေအဲ့လိုမျိုးပေါ်ပါဝတ်လို့ရတဲ့ဒီအရန်ချစ်ဖို့ကောင်းတဲ့ top လေးတွေဆိုလို့ရှရင်လည်းအများကြီး My Studio မှာရှိရအဲ့တော့မြတ်ကတော့အခုgirl group တဲ့အဲ့လိုကောင်းမလေးတော့မဟုတ်ဘောเนาะကလေးနှစ်ယောက်မေပေါ့เนาะအဲ့ဒါကိုနှုတ်ပြချင်းအောင်ဆောင်ပြီးအခုအပြင်လေးသွားလိုက်အောင်မယ်But baby, never did I think I could feel this way. Now I'm missing you every night and day. Can I see you again? Can I see you again? 'Cause I do anything. ဒီဝတ်ဆောင်လေးကတော့မြဲရဲ့ favorite တော်တော်လေးဖြစ်တယ်ဝတ်ဆောင်လေးလို့ပြောလို့ရတယ်ဒီကောင်ဝင်လေးကဒီအထဲမှာဒီလိုမျိုးပေါ့နော်ကျိုးတိုင်းလေးအနောက်မှာဒီလိုဘိုးလေးချိထားတဲ့ဟာလေးလည်းပါတယ်လို့ဒီအပေါ်မှာဒီလို cardigan ပပလေးပေါ့နော်အနီရဲရဲလေးဆွဆွေးလေးအဲ့လိုလေးပါတွဲဆက်ပါပြီးသားဒီလို one set ကိုမှလေးဈေးနှုန်းလေးကအရန်လဲတော်တယ်နောက်ပြီးတော့ဒီဝတ်ဆောင်လေးကိုသဘောကျတဲ့အချက်ကဂျပန်မလေးတွေအရန်ဝတ်တဲ့ပုံစံမျိုးလေးကိုသဘောကျရတဲ့ကြောင့်မြက်ဒီဝတ်ဆောင်လေးကိုမှာထားပါတော့ပြီးတော့သူတို့ဂျပန်မလေးတွေဝတ်လေးဝတ်ထားရှိရ fashion မျိုးပေါ့နော်မြက်ဒီလိုမျိုးအဖြူအောင်ချေအိမ်နဲ့ဒီလို ballet shoe လေးနဲ့အဲ့လိုလေးတွဲဝတ်ထားတယ်အခုနောက်ပိုင်းလေas per အဖွဲတို့နောက်ထပ်ဒီလိုမျိုး girl group တွေဆိုလို့ရှိရင်ဒီလို white socks နဲ့ဝတ်တယ်လို့အဲ့လိုမျိုး stocking အဖြူတွေနဲ့လည်းဝတ်တယ်နောက်ခြေထောက်မှာပေါ့နော်ဒီလို lotion အဖြူပေါ့နော် tone up cream တွေအဲ့လိုမျိုးအများကြီးဖွေးလိမ့်ပြီးတော့အဲ့လိုပွဲတက်တဲ့ဟာတွေလည်းတွေ့ဘူးတော့လေအဲ့ trend လေးကပြန်ပြီးတော့ခစ်စားနေလားပေါ့နော်အဲ့ဒါ
ကြောင့်မို့မြက်ကဒီနေ့ဝတ်ထားတဲ့ဒီရွေးချယ်ထားတဲ့ polka dot dress လေးကိုလည်းအဲ့လိုချစ်အိတ်အဖြူလေးနဲ့ bella shoe လေးနဲ့ပုံမှန်မြင်နေကြအမြင်နဲ့စမ်းသွားအဲ့လိုလေးဝတ်ထားတယ်ဒီဝတ်စုံလေးဆိုလို့ရှိရင်မြတ်တို့အဲ့လိုပေါ့ပါခီးသွားတာမျိုးပဲဖြစ်ဖြစ်အပြင်မှာ coffee date လေးသွားတာမျိုးပဲဖြစ်ဖြစ်အရန်ချစ်စရာကောင်းပြီးတော့လူငယ်အရန်ဆန်နေပေါ့နော်ပြီးတော့လေသူ့ရဲ့အနီရောင်လေးအရန်လာတယ်ပြီးလို့ရှိရင်ဂါဝင်ရဲ့အသား fabric အသားလေးအရန်ကောင်းနေအင်ကြီးအသားလည်းအရန်ကောင်းနေပုံမှန်ဆိုရင်ဒီလို dress တွေဆိုလို့ရှိရင်အခြားနေရာကနေလဲဟို website မျိုးစုံကနေတော့မှာလို့ရတယ်ဒါပေမဲ့ quality တွေကကြတော့ဟို quality နှိမ့်နာ quality မြင့်နာအဲ့လိုအမျိုးမျိုးအစားအစာရှိတတ်တယ်ဒါပေမဲ့ဒီ My Studio က dress တွေအကုန်လုံးက quality ဘာမှလဲကြည့်စရာမလိုပဲနဲ့ခန္ဓာကိုယ်မှာတင်လိုက်တာနဲ့ပေးရတဲ့ဈေးနှုန်းနဲ့ပြန်ရတဲ့ quality ကလေအရန်တန်တယ်လို့ခံစားရတယ်အဲ့အတွက်ကြောင့်မလို့မြင်က My Studio မှာပဲအများနဲ့ရွေးချယ်ဝယ်ဖြစ်တာပါအဲ့တော့နောက်ဆုံးဒီဆက်လေးကတော့မြက်အမြဲတမ်းရွေးချယ်ဝယ်နေကြပုံစံလေးပေါ့နော်ဘယ်တော့မှမရိုးသွားဘူး timeless ဖြစ်တယ်ပြီးတော့ very classic ပေါ့နော်ဒီပုံစံလေးကိုလည်းမြက်ကအဲ့လို mini event လေးသွားဖို့ရွေးချယ်ပြီးတော့ဝယ်ယူထားတာသူ design လေးကကျတော့ Chanel ဖတ်သွားတယ်ပေါ့နော်သူ့ရဲ့ဒီလိုမျိုး chain ဒီ belt လေးလည်းသူကပါကဝယ်ကြတဲ့ပါပြီးသားပြီးတော့ဒီအင်ဂျီလေးတွေဆိုလို့ရှိရင်လည်းကြည့်လိုက်တာနဲ့ဈေးကြီးရဲ့ brand ကိုဝတ်ထားတယ်လို့မျိုးခန်းစားချက်ကိုရတယ်ခန်းစားချက်တင်ကြည့်ရတဲ့ look ကိုကအစားအဲ့လို expensive look ထွက်တယ်ပေါ့နော်ဒီဟာလေးကိုလည်း My Studio ကပဲမြန်မာထားတာပေါ့နော်အဓိကတော့ဈေးနှုန်းလေးတွေဆိုလို့ရှိရင်လည်းအရန်ဟိုအခုခေတ်မှာဆိုလို့ရှိရင်ဒီခုဒေါ်လာဈေးဘာဈေးနဲ့ဆိုလို့ရှိရင် Zara တို့ဘာလို့ဆိုလို့ရှိရင်discount ချတယ် sale ချတယ်ဆိုလို့ရှိရင်တော့မှအနည်းဆုံး3,000 ခွဲဝန်းကျင်လောက်တော့ပေးရတယ်ပေါ့နော်ဒီTaiwan brand လေးတွေကကျတော့ဈေးနှုန်းအပြင်3,000အောက်အများဆုံးမှ3,000 1,000 ဆိုတော့လေပွဲလဲတိုးတယ်ပြီးလို့ရှင် cutting တွေ fabric တွေလည်းတော်တော်ကောင်းနေဆိုတော့မြက်ကနောက်ပိုင်းဒီ My Studio ပါဒီလိုအထည်လေးတွေအမြဲတမ်းလို့ဝယ်ဖြစ်တယ်ပေါ့နော် My Studio ဆိုတဲ့အထည်လေးကိုမြက်ဆက်စုကြည့်တော့main ကလေးတွေအတွက်ဒီကိုပိုင်နေရာလေးတစ်ခုသူဖန်တီးပေးထားတဲ့သဘောမျိုးပေါ့နော်မြက်ကသူ့ရဲ့အဓိပ္ပာယ်လေးကိုအရန်သဘောကျလို့ဒါလေးကတော့ပြန်ပြီး sharing လုပ်ပေးရအခုရွေးချယ်ထားတဲ့အင်ဂျီလေးကကြတော့ TikTok မှာ Vietnam မလေးတွေတရုတ်မတွေအရန်အခုနောက်ပိုင်းတော်ဝတ်တဲ့ပုံစံလေးပေါ့နော်ဝတ်တော့လဲအရန် comfortable ဖြစ်တယ် fabric ကလေအရန်ပါမနေပဲနဲ့သူက layer လေးတွေလုပ်ထားပြီးတော့ဟိုဝတ်ထားတော့လဲဝတ်ထားမှန်းတော့လုံးဝမသိတာပဲအဲ့လိုငန့်မွေးလေးတို့ပေါ့ပါနေရပဲအဲ့လိုတို့နိုင်ငံခြားခီးရေးဘာကြီးသွားမယ်ဥပမာ beach တို့ဘာလီတို့ဘာလို့အဲ့လိုမျိုးဖတ်သွားမယ်ဆိုလို့ရှင်ဒီရဲ့အင်ဂျီလေးကလေထည့်သွားတဲ့နယ်ဝယ်တဲ့နယ်လို့မြတ်ထင်တယ်အရန်ပေါ့ပါပြီးတော့အခုမြက်ဝတ်ထားတဲ့ skirt နဲ့မှမဟုတ်ဘူးအဲ့လို jeans pant နေနဲ့လဲအဲ့လို styling ဝတ်လို့ရှင်လုပ်ပြီးဝတ်လို့ရှင်တော်တော်လေးအထာကြရပေါ့နော်မြက်ကဒါကိုလေအဲ့လို TikTok မှာအဲ့တရုတ်မလေးတို့ Vietnam မလေးတို့တော်ဝတ်ပြတာအရန်တွေ့ဘူးရဲ့အယောင်လေးကလည်းအရန်အေးပြီးတော့မျက်လုံးအေးပြီးတော့ဝတ်လိုက်တော့လဲအဲ့လိုအေးများတဲ့ခံစားချက်ကိုပေးပြီးအရန် comfortable ဖြစ်တယ် My Studio မှာဒီ top လေးတွေလည်း in stock ရှိရဲ့ဒီ top လေးမှာမဟုတ်မြက်ဝတ်ပြသွားတဲ့ဒီ satellite dress တွေရော skirt တွေရော jeans တွေရော jacket တွေရောအများကြီးအဲ့လို skirt တွေရော shorts တွေရောအများကြီးဒီ My Studio မှာဝယ်လို့ရတယ်နောက်ပြီးတော့သူ့ရဲ့အားသာချက်တစ်ခုကမြန်မာပြည်ဒီအနှံ့ပေါ့နော်မြို့တိုင်းကိုသူက cash on delivery နဲ့ဝယ်လို့ရတယ်ဆိုတော့ဟိုမြတ်တို့ install လဲထားပေးထားတယ်ဆိုတော့စောင့်ကြလဲမလို့ကွာမြတ်တော့အရန်အဆင်ပြေအဲ့တော့မြတ်အများအားဝယ်နေကြဖြစ်တဲ့ဒီ My Studio ဆိုတဲ့ page လေးကိုမြတ်ကနေပြီးမှ recommend လုပ်လိုက်ပါတယ်အားလုံး bye In the air, I can see the magic in the air. You're so
about you.